ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းရှိဂျန်နယ်ဆန်တိုမြို့အနီးမှာနေ့မနက်ပိုင်းပြင်းအား9.8မဂနီကျူရှိတဲ့ပြင်းအားငလျင်တစ်ခုလှုပ်ခတ်သွားပြီးစောက်အုံများပြိုကျပျက်စီးကဆူနာမီသတိပေးချက်များထုတ်ပြန်ထားရပါတယ်။ငလျင်ဟာဒေသစံတော်ချိန်မနက်9:38မိနစ်ခန့်မှာလှုပ်ခတ်ခဲ့တာဖြစ်ပြီးဂျန်နယ်ဆန်တိုမြို့ရဲ့နောက်တောင်ဘက်13ကီလိုမီတာခန့်ကွာပင်နယ်ပြင်ကိုပိုးပြူခဲ့တာဖြစ်ပါတယ်။ငလျင်လှုပ်ခတ်မှုကြောင့်မြို့တွင်းရှိကုန်တိုက်အချို့ချောင်းအဆောက်အုံများနဲ့ရုံးအဆောက်အုံများမှာနေရာအကွဲရှင်နဲ့စိတ်ပိုင်းအချို့ပြိုကျခြင်းများဖြစ်ပေါ်ခဲ့ကြောင်းသိရပါတယ်။ဒါအပြင်ငလျင်ကြောင့်ဖိလစ်ပိုင်၊အင်ဒိုနီးရှားနဲ့ဂျပန်နိုင်ငံများမှာဆူနာမီသတိပေးချက်များထုတ်ပြန်ထားပြီးကမ်းရိုးတန်းဒေသများရှိပြည်သူများကိုကုန်းမြင့်ပိုင်းသို့ရေးပေါ်ရွှေ့ပြောင်းကြဖို့အာဏာပိုင်များကတိုက်တွန်းထားပါတယ်။ဖိလစ်ပိုင်သမ္မတကလည်းပြည်သူများဘေးလွတ်ရာသို့ရွှေ့ပြောင်းကြရန်နဲ့ကယ်ဆယ်ရေးလုပ်ငန်းများကိုအရှိန်မြင့်ဆောင်ရွက်ကြရန်သက်ဆိုင်ရာဖွဲ့စည်းများကိုညွှန်ကြားထားကြောင်းပြောခဲ့ပါတယ်။လက်တလောသတင်းများအရလူတအုပ်တိတ်ဆုံးခဲ့ပြီးအနည်းဆုံး4ဦးဒဏ်ရာရရှိကြောင်းသိရပါ။ပျက်စီးဆုံးရှုံးမှုအခြေအနေများကိုဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။ကျေးဇူးတင်ပါတယ်ဗျ။